ဒီနေ့မှာတော့ဖိလစ်ပိုင်နိုင်ငံကလူမသိသူမသိတဲ့မျိုးလေးတစ်ခုမှာဖြစ်ပွားခဲ့တဲ့ခြောက်ခြားဖွယ်ရမှုကိုပြောပြသွားမှာပါ။မောင်နှမနှစ်ယောက်အိမ်ထဲမှာရရဆက်ဆက်တပ်ဖြတ်ခံခဲ့ရပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဝင်းစားသမီးလေးကပဲတရားခံဖြစ်လာခဲ့တဲ့အကြောင်းဖြစ်စဉ်လေးက2021ခုနှစ်ဒီဇင်ဘာလ10ရက်ပြည်နေရာကတော့ဘာရန်ကိုင်မောက်ကငေါခွတာဘတ်တို့ဆိုတဲ့မြို့လေးမှာဖြစ်ပွားခဲ့တာပါ။သေဆုံးသူတွေကတော့ GM မောက်ကအသက်19နှစ်အရွယ်မိန်းကလေးတဦးနဲ့ GO မောက်ကအသက်16နှစ်အရွယ်ယောက်ျားလေးတဦးတို့ပဲဖြစ်ပါတယ်။အသက်ရှင်ကျန်ရစ်ခဲ့သူကတော့ဝေးစားခံထားရတဲ့ Janus လို့ခေါ်တဲ့မိန်းကလေးတဦးပဲဖြစ်ပါတယ်။ဖြစ်စဉ်ကြောင်းကတော့မောက်ကွတ်မောင်နှမ2ဦးဟာသူတို့ရဲ့အိမ်အတွင်းမှာအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရပါတယ်။မိဘဦးအိမ်ကထွက်သွားစဉ်ကဖြစ်ပွားခဲ့တာဖြစ်ပြီးနောက်တရက်တွင်သေဆုံးနေတဲ့နောင်များကိုတွေ့ရှိခဲ့ရပါတယ်။သူတို့နှစ်ဦးစလုံးကိုဒုတ်ဖြစ်ရိုက်သက်ခြင်း၊တန်ပုံးဖြစ်ရိုက်ခြင်းစတဲ့ရက်ဆက်စွာဖြင့်တပ်ဖြတ်ခဲ့ကြောင်းသက်သေတွေရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Janus လို့ခေါ်တဲ့သူတို့ဝေစားထားတဲ့သူအိမ်ထဲမှာရှိနေပြီးသူကတော့မတော်တဆလွတ်မြောက်ခဲ့တယ်လို့ပြောခဲ့ပါတယ်။အစမှာတော့ Janus ကပုံတိုင်းဖြစ်နေချိန်မှာလက်နက်ကင်လူငယ်တူဝင်လာပြီးမောင်နှမ2ဦးကိုအကြမ်းဖက်တပ်ဖြတ်ခဲ့ပြီးသူမကိုတော့ခန်းထဲမှာပုံနေလို့မတွေ့ပဲထွက်သွားတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့သူမပြောသလို evidence မတွေ့ခဲ့ပါဘူး။ Messenger chat logs သူမရဲ့ online post တွေကနေတန်တရားများစွာတက်လာပါတယ်။နောက်ဆုံးမှာတော့ Janus ကိုပဲတန်တရားရှိသူအဖြစ်ဖန်ဆီးခဲ့ပါတယ်။ Janus ဟာမိဘတွေကမိမိကိုမွေးစားထားတာနဲ့ပတ်သက်ပြီးစိတ်ထဲမှာမကျေနပ်မှုတွေရှိနေပြီးအိမ်ထဲမှာပျော်ရွှင်နေတဲ့မောင်နှမဦးကိုနာလိုမှုတွေတဖြည်းဖြည်းဖြစ်လာခဲ့တာကိုသက်သေတွေကဟောပြခဲ့ပါတယ်။သူမဟာအပြင်မှာညနေချင်းဆိုင်အကျုံးဖြစ်နေတော့လဲပဲစိတ်ထဲမှာတော့ညှိုးအတေးတွေနဲ့ကြွချန်တွေကမွေလိုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။လူမှုမီဒီယာတဝမ်းမှာလည်းဒီဖြစ်စဉ်ကလူတွေရဲ့စိတ်ဝင်စားမှုများပြားစွာရရှိခဲ့ပါတယ်။ Justice for Margaret Siblings ဆိုတဲ့ hashtag တွေနဲ့လူတွေကမှန်တရားဖော်ထုတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။အရေးကြီးတာကတော့ဒီကိစ္စကမိသားစုအတွင်းကဆက်ဆံရေးစိတ်ပိုင်းဆိုင်ရာအခက်အခဲတွေအထိပြသလိုက်ပါတယ်။သူမကဝေးစားထားတဲ့သူဖြစ်တာကြောင့် biological ခြေတန်းဖြစ်တဲ့ GN နဲ့ GO ကိုပဲပိုပြီး Q စိုက်တာပဲလို့ထင်ခဲ့တာပါ။မိသားစုထဲမှာချစ်ချင်းယုံကြည်မှုတွေခွဲခြားခံနေရပြီးသူမကိုသားသမီးတူမဟုတ်ပဲဧည့်သည်တူလို့ဆက်ဆံနေတယ်လို့ခံစားနေကြရတာပါ။သူမကိုယ်တိုင် teenage phase ဖြစ်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာပြဿနာများတဖြည်းဖြည်းတိုးပွားလာစေပါတယ်။ခံစားချက်တွေကိုမျှဝေမဲ့သူမရှိတာနားလည်ပေးမဲ့သူမရှိတာတွေကစလို့စိတ်ထဲမှာဆွဲထင်လာပါတယ်။ထို့ပြင်သူမရဲ့ chat blog မှာ I am just their helper they have it all no one listen to me ဒါရဲ့စာသားတွေရှိခဲ့တာကလည်းသူမဟာစိတ်ပိုင်းဆိုင်ရာအနေငယ်ထိခိုက်နေပြီးမိသားစုပေါ်မှာနာလိုမှုတွေခံစားချက်တွေနဲ့မကျေနပ်မှုတွေရှိနေတာကိုညွှန်ပြနေပါတယ်။ဒီအမှုကိုခြေခံပြီးဖိလစ်ပိုင် GMA Network ကမဂတ်ပကလမန်ဆိုရဲ CD မှာခူရာဆိုရဲအမည်နဲ့ plane ဖြစ်ပြန်ရိုက်ကူးထားခဲ့ပါတယ်။ဇက်ကောင်အမည်တွေကိုပြောင်းထားပေမဲ့ဖြစ်ရမှန်ကိုအခြေခံထားပါတယ်။ပရိသတ်တွေကိုလည်းစိတ်ဝင်စားမှုပေးနိုင်ပြီးထိတ်လန့်စေခဲ့ပါတယ်။ Janus ကိုမောက်ကတ်မောင်နှမ2ဦးကိုတပ်ဖြတ်မှုအတွက်တရားရုံးကအပြစ်ချမှတ်ခဲ့ပြီးယခုချိန်တွင်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။2022ခုနှစ်မေလ18ရက်နေ့ဖိလစ်ပိုင်နိုင်ငံကိုတာဘာတိုပြည်နယ်ရှိကာဘာကန်လို့ခေါ်တဲ့တရားရုံးကJanus ကိုမောက်ကတ်မောင်နှမ2ဦးကိုတပ်ဖြတ်မှုအတွက်တရားစွဲဆိုခဲ့ပြီးတရားရုံးက32နှစ်ကျော်အထိပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ Janus နဲ့အတူတခြားသောအရွယ်မရောက်သေးသူ2ဦးကိုလည်းပဲတရားစွဲဆိုခဲ့ပြီးသူတို့2ဦးလုံးကို DSWDE စောင့်ရှောက်မှုအောက်တွင်ထားရှိခဲ့ပါတယ်။ Janus ကမောင်နှမ2ဦးကိုတပ်ဖြတ်မှုအတွက်
တရားဝင်ဝန်ခံခဲ့ပြီးသူမရဲ့ဟောပြောချက်များနဲ့လက်နက်ပစ္စည်းများပေါ်ရှိလက်ပွေများသည်တရားဆက်ဆိုမှုအတွက်အရေးပါသောသက်သေများဖြစ်ခဲ့ပါတယ်။ယခုချိန်တွင်ဇနက်စီဖိလစ်ပိုင်နိုင်ငံ၏တရားဥပဒေအရအကျဉ်းချခံနေရပြီးအမှုနှင့်ပတ်သက်သောအခြေအနေများသည်တရားရုံး၏ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ဆဲဖြစ်ပါတယ်။နောက်ထပ်စိတ်လှုပ်ရှားဖွယ်စရာများကိုမလွတ်တမ်းကြည့်နိုင်ဖို့ share and subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။